အလောဘတန်ရတော့မင်းနဲ့ခီမှာမင်္ဂလာပါဆိုပြီးမှလောက်ဆက်လုပ်ပါတယ်လို့ဒီမနေ့ပိုင်းမှာလဲနှုတ်ကပတ်တော်အဖြစ်ခွာပေးလို့ပါတယ်ရွေးချယ်ထားတဲ့ပမာဏကျမ်းပိုက်ကြတော့ရှေးရကိုဩဝါဒစာခန်းကြီး9ပငယ်16ပါအဆုံးပါလိမ့်မယ်ဖတ်ချင်တာဖြစ်တယ်သူတော်ကောင်းဆုတောင်း၍အရှင်ကြီးတော်ပတနာဒီအလိုတကူပါ၏နော်ဖယားရှင်နှုတ်ကပတ်တော်ကဒီလိုပြောပါတယ်နော်ဖယားသားသမီးများတဲ့ကျွန်တော်တို့တရားတိုင်းတဲ့မှာယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းဟာတဲ့နော်အင်မတမတကူပါတဲ့ဆုတောင်းချက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှုတ်ရှာပစားဒီဖယားခင်ဘဲတိတ်ပေးပြီးမှတောင်းရမြအားလုံးကိုတကူနဲ့ကြီးမားလာစေပြီးမှနော်ကျွန်တော်တို့နှုတ်ရှာပစားဆုတောင်းခြင်းအားလုံးကိုတကူပါတော့ကြောင့်ဖယားရှင်ကနာညောင်ပြီးမှကောင်းချစ်ပေးတယ်ဆိုတာကကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဘဝအတ္တမှာယူကြည်သူလို့ဖြစ်လာခါမှာဘာရှိဖို့လို့လဲဆိုတာခါမှာဆုတောင်းဖို့လို့လာဖြစ်တယ်ကျွန်တော်ညကိုမတော်မများဆုတောင်းခြင်းမရှိရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာခွန်အားမရှိဘူးအဲတော့ကျွန်တော်တို့ဝိညာဉ်ရေးရာမှာအတ္တမှာခွန်အားနဲ့ပြီးဝဖို့အတွက်ဆုတောင်းဖို့အတွက်အိမ်မနာမလိုအပ်တာဖြစ်ပါတယ်ဆုတောင်းတယ်ဆိုတဲ့အခါမှာတပတ်မှတစ်ခါဘုရားကျောင်းမှာတွားပြီးမှဆုတောင်းချက်မဟုတ်ဘဲနဲ့အိမ်မှာနေတဲ့အချိန်မှာတယောက်တည်းရှိသည်ဖြစ်စီမိသားစုနဲ့အတူတူနေရနေဖြစ်စီကျွန်တော်တို့ဆုတောင်းဖို့လိုအပ်တာဖြစ်တယ်အချိန်မရွေးနေရာမရွေးဒါတယောက်တည်းရှိသည်ဖြစ်စီကျွန်တော်တို့ဆုတောင်းဖို့လိုအပ်တာဖြစ်တယ်နော်ကျွန်တော်တို့ဆုတောင်းချက်ဟာဘုရားကအလိုလိုရှိတဲ့ဆုတောင်းချက်ဖြစ်ဖို့လည်းလိုအပ်တာဖြစ်တယ်ဆုတောင်းတဲ့အခါမှာကမန်ကိုခံစားစေရဖို့မတောင်းမနဲ့ဘုရားကအလိုလိုရှိတဲ့ဆုတောင်းချက်မျိုးဖြစ်ဖို့လည်းလိုအပ်တာဖြစ်ပါတယ်ညီကောင်မတော်မများကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာအေလိယဆုတောင်းတဲ့အခါမှာဘယ်လောက်ထိတကူပါလဲဆိုတဲ့အခါမှာသုံးနှစ်ခွဲလုံးလုံးတော့မိုးမလျော်မဲနဲ့ရက်တဆင်သွားတဲ့စီတယ်တဲ့အေလိယဆုတောင်းချက်ပြန်ဆုတောင်းတဲ့အခါမှာမိုးပြန်လျော်စီတယ်မိုးပြန်လျော်ပြီးမှအသီးအနှံကိုပြန်ပြီးမှကောင်းစီတာဖြစ်တယ်ကျွန်တော်ရွာမှာနေနေဖြစ်စီမြို့မှာနေနေဖြစ်စီခီးသွားနေဖြစ်စီနော်ခီးသွားနေဖြစ်စီမြန်မာနိုင်ငံမှာနေနေဖြစ်စီနိုင်ငံခြားသွားနေဖြစ်စီကျွန်တော်တို့ရဲ့အသက်တာမှာစွတ်တောင်းဖို့လိုအပ်တာဖြစ်တယ်အစာရှောင်ပြီးမှစွတ်တောင်းလို့ရတယ်တယောက်တည်းနေပြီးမှစွတ်တောင်းလို့ရတယ်နှလုံးသားနဲ့